မွန်ပြည်နယ်ဘီလင်းမြို့နယ်မှာစစ်တပ်ရဲ့ခမရ3တပ်ရင်းကပန်တီကုန်းရွာကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်အသက်17နှစ်အရွယ်ရှိတဲ့ကလေးငယ်တဦးနဲ့ကိုဝန်ဆောင်အမျိုးသမီးတူဟာတေဆုံးခဲ့လို့ဒေသခံတွေကပြောပါတယ်။ဇွန်လ22ရက်နေ့ညနေ9နာရီလောက်မှာဘီလင်းမြို့နယ်ခြေဆက်ခမရ3တပ်ရင်းကပန်တီကုန်းရွာကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအဲ့ဒီပြစ်ခတ်မှုအတွင်းမှာအသက်17နှစ်အရွယ်ရှိတဲ့ကလေးငယ်တဦးနဲ့အသက်42နှစ်အရွယ်ရှိတဲ့ကိုဝန်ဆောင်အမျိုးသမီးဒေါ်စင်မာစိုးတို့ဟာတေဆုံးခဲ့လို့သိရပါတယ်။စစ်တပ်ဟာတိုက်ပွဲဖြစ်ပွားတာမရှိဘဲရွာထဲကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီးအသက်9နှစ်အရွယ်ရှိတဲ့ကလေးမတဦးနဲ့အသက်36နှစ်အရွယ်ရှိတဲ့အမျိုးသားတဦးလည်းထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့နေအိမ်တချို့လည်းပျက်စီးခဲ့တယ်လို့လည်းဒေသခံတွေကပြောပါတယ်။ဒဏ်ရာရသူတွေတဲက9နှစ်အရွယ်ကလေးမကိုဘီလင်းဆေးရုံကိုပို့ဆောင်ထားပြီးအသက်36နှစ်အရွယ်အမျိုးသားကိုတော့တထုံဆေးရုံကိုပို့ထားရတယ်လို့လည်းဒေသခံတို့ကပြောပါတယ်။အလားတူဒီနေ့ဧပြီလ1ရက်နေ့ကလည်းဘီလင်းမြို့နယ်လေးကေးကျေးရွာကိုစစ်တပ်ဟာဂျက်ဖိုက်တာနဲ့ပေါင်300ဘုံ4ကြိမ်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်ရပ်သားနေ12လုံးဟာပျက်စီးခဲ့တယ်လို့လည်းသိရှိရပါတယ်ရှင်။